Hello ဒီနေ့တော့ရတာရှိလာတဲ့ကြက်ပင်စိမ်းဟင်းလေးချက်စားပြပါတယ်ကြက်ပင်စိမ်းလေးကတော့ထိုင်းလိုဖက်ကပောင်နဲ့အတူတူပါပဲကိုရီးယားမြန်မာပင်စိမ်းထည့်ပြီးတော့သူတို့ကတော့ထိုင်းပင်စိမ်းထည့်ထားတာပါကြက်သားကိုတော့ကျမစီတီမက်ကကြိတ်ပြီးသားလေးတွေပဲဝယ်လိုက်ပါတယ်ပထမဆုံးကြက်သားကိုစားစနွင်းကြက်သားမုံတို့နဲ့နေပေးထားပါတယ်ခုဆိုရင်တော့ကြက်ပင်စိမ်းဟင်းလေးစားချက်ပြီပေါ့နော်ဒေဟိုတဲကိုစီထည့်ပြီးတော့စီပူတာပြီးဆိုရင်ကြက်တော်နီထောင်းနာတာလေးထည့်ပါတယ်စနွင်းထည့်ပါတယ်ကြက်တော်နီနည်းနည်းနွမ်းရင်ကြက်တော်မြူကျင်းနေချင်းကြိတ်ထားတာလေးထည့်လိုက်ပါတယ်ငရုတ်သီး6တောင်ထည့်ပါတယ်ငရုတ်သီးထောင်းထားတာလေးလည်းထည့်လိုက်ပါတယ်ရောင်အတွက်တော့ငရုတ်ကြမ်းမုံထည့်ပါတယ်ရောင်လဲလှဆက်လဲဆက်အောင်ငရုတ်ကြမ်းမုံပဲသုံးထားပါတယ်ကြက်တော်နီစီတက်တာကြက်ဝါပြီဆိုရင်တော့ခုနကနေထားတဲ့ကြက်သားလေးတွေထည့်လိုက်ပါတယ်ငံပြာရည်ထည့်ပါတယ်ငံပြာရည်ကို2ဆွန်းထည့်ပါတယ်ခရုစီကိုတော့များများထည့်ပေးပါတယ်နောက်ချိုစွန်း1ဆွန်းလောက်ထည့်ပေးပါတယ်ပြီးရင်တော့အရသာနှံ့သွားအောင်မှွေပေးပါတယ်ထက်အောင်မှွေပေးပါတယ်ပြီးရင်တော့ကြက်သားကိုရေမမြုပ်တစ်မြုပ်ထည့်လိုက်ပါတယ်အဖို့ပြီးတည်ထားပေးပါတယ်ကြက်သားရေခမ်းပြီဆိုရင်တော့ပင်စိမ်းထည့်လိုက်ပါတယ်ပင်စိမ်းကိုတော့များများထည့်လိုက်ပါတယ်ဥဆိုရင်ကြက်ပင်စိမ်းနံလေးလည်းတစ်ခန်းလုံးကိုမှုှကြိုင်လာပါပြီငယ်ချင်းတို့လည်းချက်စားကြည့်ကြပါလို့တိုက်တွန်းပါတယ်အရန်ကိုရတာရှိပါတယ်ဥဆိုရင်ရတာရှိပြီးထမင်းစားဝင်စေတဲ့ကြက်ပင်စိမ်းဟင်းလေးတစ်ခွက်ရပါပြီရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်